producer 10ယောက်မှာ9ယောက်လောက်က အကုန်လုံးကဟာတာကားပဲရိုက်ချင်တာအဓိကတော့မျက်မျက်တတလေးတွေဖြစ်သွားရင်တော့ပိုကောင်းတာပေါ့ production အတွက်လိုဟာတာကားလေးလည်းရိုက်ရမယ်ဒါပေမဲ့တရုတ်ဆောင်တဲ့အတွက်ကိုလည်းသူတို့ drama ကားလေးတွေပြန်ရိုက်ပေးမယ်တရုတ်ဆောင်တွေလှုပ်ချင်တာလေးတွေပြန်ရိုက်ပေးမယ်ဆိုလို့ရှိရင်တော့ဒါမျက်မျက်တတဖြစ်သွားမှာပေါ့စိတ်တိုင်းကြတာတော့ကျွန်တော်ကတော့အဲ့ဒီdrama တွေဘောတရုတ်ဘောဇက်တွေဆိုလို့ရှိရင်တော့ဒါကျွန်တော်အကြိုက်ဆုံးစိတ်တိုင်းအကြဆုံးဇက်တွေပေါ့ဟိုဒါပေမဲ့တရုတ်ဆောင်တယောက်လည်းဖြစ်တော့အကုန်စုံအောင်တော့ရိုက်ရတာပဲပေါ့နော်နောက်ပိုင်းတော်တော်များများတော့အဲ့လိုဖြစ်နေတာပေါ့producer 10ယောက်မှာ9ယောက်လောက်ကအကုန်လုံးကဟာတာကားပဲရိုက်ချင်တာအဓိကတော့ကိုရွေးချယ်ပြီးတော့ရိုက်ကူးဖို့ပဲလိုတာပေါ့နော်အဲ့ဒါကြောင့်လို့မျက်မျက်တလေးလည်းဖြစ်အောင်အဲ့လိုကိုကြိုက်တဲ့ဇက်လေးတွေရွယ်အဲ့လိုရွေးချယ်ပြီးရိုက်တယ်ဟာတာလေးလည်းပါမယ်ကျွန်တော် drama လေးလည်းပါမယ် romance လေးလည်းပါမယ်ဟိုရတဆုံးဖြစ်အောင်တော့ကြိုက်ပါတယ်အကြိုက်ဆုံးဖြစ်ခဲ့တဲ့ကားတွေကတော့အဲ့လိုရှိတယ်ဗျကျွန်တော်ခြေထားတဲ့ထဲမှာဆိုလို့ရှိရင်3-4ကားလောက်ရှိတယ်ပေါ့နော်ငတူဆိုတဲ့ဇက်လေးဆိုလို့ရှိရင်လည်းဒါကျွန်တော်ကြိုက်တယ်အဲ့ဇက်လေးဆိုလို့ရှိရင်လည်းအဲ့လိုတစ်မျိုးလေးပဲဗျာကြည့်ရတာဟိုကလေဇကားတကားလုံးအဲ့လိုလေဆွဲဆောင်မှုလည်းရှိတယ်အဲ့လိုပိုလည်းကောင်းတယ်ပေါ့အဲ့လိုနောက်ကျွန်တော်ရိုက်ထားတဲ့ကားတွေကဆိုလို့ရှိရင်ရိုးမပေါ်ကြတဲ့မျက်ရည်တို့ဒီနေ့ထဲမှာဆိုလို့ရှိရင်လည်းနိုဒမင်းတကားရှိတယ်အကားလေးဆိုလို့ရှိရင်လည်းဟုတ်ကြိုက်တယ်စိတ်တိုင်းကြတာတော့ကျွန်တော်ကတော့အဲ့ဒီdrama တွေဘောတရုပ်ဘောဇက်တွေဆိုလို့ရှိရင်တော့ဒါကျွန်တော်အကြိုက်ဆုံးစိတ်တိုင်းအကြဆုံးဇက်တွေပေါ့ဟိုဒါပေမဲ့တရုတ်ဆောင်တယောက်လည်းဖြစ်တော့အကုန်စုံအောင်တော့ရိုက်ရတာပဲပေါ့နော်ကျွန်တော်ဟာတာဆိုလည်းရိုက်ရမယ် drama ဆိုလည်းရိုက်ရမယ်ဒါ comedy ဆိုလည်းရိုက်ရမှာပဲဟုတ်ကဲ့ production producer တော်တော်များများတော့ဟာတာကားပဲရိုက်ချင်ကြတာများတယ်ဒါပေမဲ့drama ကားတွေကိုတကယ်ကိုအဲ့လိုရိုက်ချင်တဲ့အဲ့လို producer တွေလည်းတကယ်ကိုရှိပါတယ်အဓိကတော့မျက်မျက်တတလေးတွေဖြစ်သွားရင်တော့ပိုကောင်းတာပေါ့ဥမာဟို production အတွက်လိုဟာတာကားလေးလည်းရိုက်ရမယ်ဒါပေမဲ့တရုတ်ဆောင်တဲ့အတွက်ကိုလည်းသူတို့ drama ကားလေးတွေပြန်ရိုက်ပေးမယ်တရုတ်ဆောင်တွေလှုပ်ချင်တာလေးတွေပြန်ရိုက်ပေးမယ်ဆိုလို့ရှိရင်တော့ဒါမျက်မျက်တတဖြစ်သွားမှာပေါ့ကိုရက်ကြငါတို့ကားဆိုလည်းအခု TikTok တို့မှာပြန်တက်နေတာတောက်လျှောက်ပဲနော်အဲ့ဒါလေးရောကိုတွေ့မိသေးတာအဲ့ဒီကားဆိုလို့ရှိရင်လည်းဒါတော်တော်များများတော့အဲ့ကောင်ဟာတာကားလို့ထင်ကြတာအမေရိကန်ကဟာတာမဟုတ်ဘူးပေါ့နော်သူက73ပုံတပုံလောက်ကိုပဲကျွန်တော်တို့ကဟာတာလေးပေးထားတာပေါ့ဒါနောက်ပိုင်းတော်များများတဖြည်းဖြည်းကျွန်တော်တို့ drama ဘက်ကိုချိုးသွားတာဟုတ်အဲ့ဒါကြောက်စိတ်တွေအမေရဘာလို့ဖြစ်မှာပြိတ္တတွေအခုချိန်နေအများတန်းအတွက်ဖြေရှာနေတဲ့အာဟာလေးလေးပေါ့ကိုယ်ရောအဲ့ဒီဟာစောကြီးတွေအဖြေမရှိဘူးအဲ့လိုမျိုးပဲကျွန်တော်တို့ကဟိုအဖြေတစ်ခုခုပေးလိုက်ရင်ပေါ့သွားလို့ပေါ့နော်အဲ့ဒါကြောင့်မလို့အစောကြီးကလေးအိုက်ကအဖြေမရှိတဲ့ကအဲ့တော့ဆိုလိုတာကပြိတ္တကိုပဲရွေးချယ်ခွင့်ပေးတာပေါ့ကြောက်စိတ်တော့အမေတော့အောင်ဆိုလို့ရှိရင်ဟိုမှာကိုယ်စိတ်ထဲမှာကိုဘသူ့အမေဖြစ်စေခြင်းလဲဆိုလို့ရှိရင်အဲ့လူကအမေပဲအဲ့ဒီပုံစံမျိုးလေးဖြစ်အောင်ဖန်တီးတာပေါ့အဲ့တော့ဒါကိုမြင့်မြတ်ဆိုပြီးပြိတ္တတွေလက်ခံစေခဲ့တဲ့ကားလေးနော်အဲ့ကားလေးကတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်အဲ့တော့ဒီကားလေးမှာပါခဲ့တဲ့ဒီဝိုင်းtiêuဆောင်နေနဲ့ရောပြန်ပြီးဒါလူပညာရောလုတ်ဖြစ်သေးလားဆုံးဖြစ်သေးလားပေါ့ကားလည်းသမီးအောင်ဘယ်သူကအမှုပညာပို့ပါလဲကျွန်တော်ထင်တာတော့ငယ်မလေးကတော့ပို့ပါမယ်ထင်တာပဲဟိုသူကတော့နည်းနည်းအကြီးကောင်တော့တော်သူပဲစော့တယ်နည်းနည်းအဲ့လိုအေးစစ်စစ်ပဲအဲ့လိုဘာဖြစ်တာများတယ်ငယ်မလေးကတော့နည်းနည်းကတာကုံတာလေးဝါသနာပါတယ်အဓိကတော့သူ့ဝါသနာပါပဲဟုတ်သူဝါသနာပါတယ်ဆိုရင်တော့ကျွန်တော်တို့ဖန်ဖို့ပေးမှာပါအဲ့လိုစံတာတော့မရှိပါဘူးအဓိကတော့သူဖြစ်ချင်တာပေါ့ဟိုဘာဖြစ်ချင်လဲဖြစ်ချင်တဲ့ဟာကိုပဲကျွန်တော်တို့ဖန်ဖို့ပေးမှာပါဟုတ်တယ်ပြတ်သူကတော့သူကအနေတယ်သူကဝါသနာပါကားဝါသနာပါတယ်သူကအဲ့လောက်ပဲကားရုပ်တွေဝယ်စုရတာသူကကြိုက်တယ်ပေါ့ကားရဲ့နေရာတွေမှာလည်း practice တွေတော်တော်လေးကျင်တာလည်းတွေ့ရတယ်နော်ဒီနေ့အဲ့ဒါလေးပြပြပါဟုတ်တယ်ကတာကျွန်တော်မကျွမ်းကျင်ဘူးလေအဲ့လိုနောက်ဒီဘောလီဝူဒ်အကဆိုပိုဆိုးတယ်ဟိုကားကွက်တွေများတယ်ပေါ့နော်ဟိုအဲကြောင့်ကျွန်တော်တို့ထက်ကကိုရောရပောင်းများစွာလေ့ကျင့်ခဲ့ရတာပေါ့ဒါအခုပွဲဆိုတော့ဒါရရှင်စကားကြီးဒါဒီနေ့စတင်ရိုက်ကူးပါပြီပေါ့နော်ရုပ်ရင်းနဲ့ချိန်ကြရင်လည်းအားပေးပါအောင်လို့ပြောချင်ပါတယ်